အာဆီယံရဲ့အဖွဲ့ဝင်ဖြစ်လာတဲ့ရှစ်တီမောနိုင်ငံအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့17နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်လာခဲ့တဲ့ရှစ်တီမောနိုင်ငံအကြောင်းကိုအနေငယ်မျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်မလေးရှားနိုင်ငံဒီကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာရှစ်တီမောနိုင်ငံကို17နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တရားဝင်လက်ခံလိုက်တဲ့သတင်းကိုဒီတနေ့ကပဲအတီးလင်းကြေညာသွားခဲ့တာဖြစ်တယ်been admitted as the 11th member state of ASEAN. Completes the ASEAN family. တော့ဒီနိုင်ငံတနိုင်ငံရဲ့အကြောင်းတွေကိုပြောမယ်ဆိုရင်ဒီနိုင်ငံတွေရဲ့သမိုင်းကအဓိကမပါမဖြစ်ဘူး။တော့ရှစ်တီမောနိုင်ငံရဲ့သမိုင်းအကြောင်းတော့ကိုလိုနီနယ်ရှက်မှုတွေနဲ့လွတ်လပ်ရေးအတွက်ရုန်းကန်တိုက်ပွဲဝင်မှုတွေပြည့်နှက်နေတဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့တယ်။တော့ရှစ်တီမောကဒီနှစ်ပေါင်း400နီးပါးပေါ်တူဂီရဲ့ကိုလိုနီနယ်မြေဖြစ်ခဲ့တယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်တွေသိမ်းပိုက်မှုကိုပါထပ်ပြီးတော့ခံခဲ့ရသေးအောင်1985ခုနှစ်မှာပေါ်တူဂီစီကနေရှစ်တီမောကလွတ်လပ်ရေးကြေညာမှုရရှိခဲ့ဆိုပေမဲ့9ရက်အကြာမှာပဲဒီအင်ဒိုနီးရှားရဲ့ကျူးကျော်သိမ်းပိုက်ရှင်ကိုခံခဲ့ရပြီးတော့ဒီနိုင်ငံရဲ့29ခုမြောက်ပြည်နယ်အဖြစ်သတ်မှတ်ခံခဲ့ရတာ2002ခုနှစ်မေလ20ရက်နေ့မှာလွတ်လပ်တဲ့အရှုပ်ရှားအာဏာပိုင်နိုင်ငံအဖြစ်ကြေညာပြီးတော့ကုလသမဂ္ဂရဲ့190နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်ရှစ်တီမောနိုင်ငံရဲ့ပထဝီဝင်နေထားကိုလေ့လာကြည့်မယ်ဆိုရင်ဒီအင်ဒိုနီးရှားနဲ့ဩစတြေးလျနှစ်နိုင်ငံကြားမှာရှိတယ်။ဒါကြောင့်လည်းဒီဘယ်နိုင်ငံဘယ်အဖွဲ့အစည်းနဲ့မှတရားဝင်သူ့အနေနဲ့မပူးပေါင်းဘဲနဲ့နိုင်ငံအားလုံးနဲ့ဒီသဘောဆောင်တဲ့ဆက်ဆံရေးမျိုးကိုထူထောင်ထားတာ။ပေါ်တူဂီရဲ့ကိုလိုနီဟောင်းဖြစ်တော့ပေါ်တူဂီစကားပြောနိုင်ငံတွေအားလုံးနဲ့တော့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။အဓိကကတော့ဘရာဇီးနဲ့ပေါ်တူဂီနိုင်ငံတွေအားလုံးနဲ့အခိုင်အမာဆက်ဆံရေးရှိတာ။လက်ရှိမှာဒီရှစ်တီမောနိုင်ငံကဒီဘိုင်းသမ္မတစနစ်ပေါ့။ Semi President Republic ကိုကျင့်သုံးတယ်။နိုင်ငံရေးရှင်တွေကတော့လက်ရှိမှာတည်ငြိမ်ဖို့ကြိုးပမ်းနေရဆဲဖြစ်တာလက်ရှိသမ္မတကလည်းဒီငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဂျိုဆေရာမိုဟော်တာဖြစ်တယ်နိုင်ငံမှာတော့စင်ရမွေးတည်မှုတွေအလုတ်လက်မဲ့နှုံးတွေမြင့်မားလာတယ်စာတက်မြောက်မှုနှုံးနှဲပါနေရတော့နိုင်ငံတွေနဲ့အနေငယ်ရင်ဆိုင်နေရတယ်ပြီးတော့အစိုးရဘိုင်းမှာလည်းစွမ်းဆောင်ရည်နှိမ်ပါမှုတွေအဂရိလိုက်စားမှုတွေနဲ့ပြီးရင်ဒီခုလက်ရှိသွားနေတဲ့ဘီယိုကရေစီရန်တရားတွေမှာပြုပြင်ပြောင်းလဲရေးတွေလုပ်နေရတော့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကနေကွေးနေတယ်နိုင်ငံရဲ့စီးပွားရေးပိုင်းပေါ့စီးပွားရေးပိုင်းမှာပင်လယ်ရေနံနဲ့ဘာဝတငွေရတဲ့ဝင်ငွေတွေကိုပို့ပြီးတော့မိခိုနေရတာဒီလိုမိခိုမှုတွေကိုရှော့ချဖို့ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ကို2022ခုနှစ်မှာဝင်ရောက်ခဲ့တယ်ကမ္ဘာကုန်သွယ်ရေးကွန်ရက်တွေနဲ့ပေါင်းပြီးတော့စ조사လာခဲ့တာကိုလည်းတွေ့ရတော့ရှစ်တီမောနိုင်ငံရဲ့အဓိကနိုင်ငံခြားရေးလာအာဆီယံအဖွဲ့ဝင်ပြေဝဖြစ်လာရေးကသူ့နိုင်ငံရဲ့အဓိကနိုင်ငံတကာဆက်ဆံရေးရည်မှန်းချက်ဖြစ်တာ2021ခုနှစ်မှာအဖွဲ့ဝင်6လကိုတင်သွင်းခဲ့တယ်ဖွဲ့ဝင်ဖြစ်ဖို့14နှစ်ကြာဆောင်ဆိုင်ခဲ့ရတာ2022ခုနှစ်နိုဝင်ဘာမှာပဲအာဆီယံခေါင်းဆောင်တွေကရှစ်တီမောကိုဖွဲ့ဝင်ဖြစ်မူအားဖြင့်သဘောတူညီခဲ့တဲ့စစ်မြစ်အစည်းအဝေးတွေမှာလေးလာတူနိုင်ငံအဖြစ်တက်ရောက်ခွင့်ပေးခဲ့ကြောင်းလက်ရှိဒီတနေ့ကကျင်းပသွားတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာတော့ဒီရှစ်တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့17နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်တရားဝင်လက်ခံလိုက်ပြီးပဲဖြစ်တာဒီစည်းဝေးပွဲကိုဒီအာဆီယံခေါင်းဆောင်တွေပြင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်တယ်ရုရှားသမ္မတတရုတ်သမ္မတနဲ့မြန်မာနိုင်ငံရဲ့ယာယီသမ္မတတွေကတော့မတက်ရောက်ဘဲနဲ့သူတို့အနေနဲ့ကိုယ်စားလှယ်တွေပဲဆေလွတ်ခဲ့တာကိုတွေ့မြင်ခဲ့ရတယ်။ဘာကြောင့်ဒီအာရှပစိဖိတ်အင်အားကြီးနိုင်ငံတွေအားလုံးကဒီဒေတာကိုပို့ပြီးတော့စိတ်ဝင်စားလာလဲ။ဒီနေရာမှာကြည့်ရရင်ဒီအာဆီယံနိုင်ငံ17နိုင်ငံရဲ့စုစုပေါင်းပြည်တွင်းထုတ် GDP တန်ဖိုးကအမေရိကန်ဒေါ်လာ3.8 ထရီလီယံကျော်ထိရှိတာဒီပမာဏကကမ္ဘာပေါ်မှာဆိုရင်ပြင်စမမြောက်အကြီးဆုံးစီးပွားရေးအင်အားစုအကြီးဖြစ်လာတယ်။အဲ့တော့တစ်ဖက်ကကြည့်ရင်ဒီအရှေ့တောင်အာရှဒေသကကမ္ဘာပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှာဆက်ရှာကျတဲ့နေရာတစ်ခုမှာရှိတယ်။အဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့ထိပ်တန်းကွန်တိန်နာစိတ်ကမ်းအခု30မှာ20လောက်ကဒီအာရှပစိဖိတ်ဒေသမှာရှိနေတယ်။အဲ့တော့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဒီတရုတ်အမေရိကန်တို့ရဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေညက်တက်လာနေတဲ့အချိန်မှာဒီနှစ်နိုင်ငံလုံးရဲ့မဟာဗျူဟာမြောက်အရေးကြီးတဲ့ဒေသကအခုလက်ရှိအာဆီယံဖြစ်နေအဲ့တော့အာဆီယံမှာဆိုရင်ဒီရှေ့အာရှထိပ်သီးအစည်းအဝေးလိုမျိုးကြီးမားတဲ့အစည်းအဝေးတွေပြီးရင်အာဆီယံဒေသဆိုင်ရာဖိုရမ်တွေဒီလိုမျိုးကမ္ဘာနိုင်ငံရေးလုံခြုံရေးကိစ္စရပ်တွေကိုဆွေးနွေးတဲ့တွေ့ဆုံမှုကြီးကြီးမားမားတွေအားလုံးကဒီအာဆီယံစင်မြင့်မှာပဲလှုပ်ဆောင်တယ်အဲ့တော့အာဆီယံကဗမ်းမလိုက်တဲ့ဂျားကန်ပုံကိုဖြစ်ခုဒီနောက်ပိုင်း20ရာစုနောက်ပိုင်းမှာပို့ပြီးတော့ရေးပါလာ
တီမောနိုင်ငံအနေနဲ့ပေါ့အခုဒီအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လာတော့ဒါလက်ရှိဖြစ်နေတဲ့အာရှပစိဖိတ်ရဲ့အဓိကပြဿနာတွေကိုတော့ဒါသူအနေနဲ့ရင်ဆိုင်သွားရဖို့ရှိတယ်။အဲ့တော့လက်ရှိမှာဆိုရင်ထိုင်ဝမ်ရေးကိစ္စတောင်တရုတ်ပင်လယ်နယ်မြေညှင်းပွားမှုတွေနောက်ကိုရီးယားရဲ့ဒါနျူကလ িয়ার လက်နက်အစီအစဉ်တွေဖြစ်တာ။အဲ့တော့ဒါဒီလက်ရှိတလောကဖြစ်သွားတဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြည်ပခလိုမျိုးတွေဒေတာတွင်းပြည်ပခတွေနေကျင်းတော့ရှိတယ်။အဲ့တော့ဒီလိုမျိုးရှင်တွေမှာဒါဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒါဒီမလေးရှားနိုင်ငံတောင်ကိုရီးယားပါဝင်အာရှဒေတာတွေကိုခီးစံတွေတွားတယ်။ဒေတာတွင်းကောင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေပြုလုပ်နေတော့ဒီဒေတာတွင်းနိုင်ငံရေးအခင်းကျင်းတွေကဒါသူ့အပေါ်မှာမူတည်ပြီးတော့ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာတယ်။ဒီလိုမျိုးဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာဒါဒီမိမိတို့မြန်မာနိုင်ငံအနေနဲ့ပေါ့ဒီအခင်းကျင်းကလည်းဘာတွေအမျက်ရနိုင်မလဲဆိုတော့လေ့လာဆန်းစစ်လှုပ်ဆောင်နေဖို့လိုတယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာပေါ့။အားလုံးကိုကျေးဇူးတင်ပါတယ်